စိတ်နှလုံးရှိသည့်အတိုင်းစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းဘာဖြစ်လဲနှုတ်မွတ်တဲ့ဤလို့ပြောတယ်ဒါဆိုဒီစိတ်ကိုဘာလို့မလဲထိမ့်ဖို့တော့လိုပြီစိတ်ကိုလွတ်မထားနဲ့စိတ်ကိုမလွတ်ထားနဲ့နော်စိတ်ကိုလွတ်ထားရင်ဘာဖြစ်မလဲစိတ်ကဘယ်သွားမလဲဟုတ်တယ်စိတ်ဆိုတာဘယ်သွားမလဲဘာကြောင့်လဲစိတ်ရဲ့သဘောကိုစိုးညစ်တယ်ဆိုဘယ်သွားမလဲအောက်ကိုပဲသွားမှာပေါ့ရေဒီမြင်းရံကနေရံဘာဖြစ်လဲစီးစင်းသလိုပဲစိတ်ကိုခင်ဗျလွတ်ကြည့်လိုက်စိတ်ကိုလွတ်လိုက်တာနဲ့ဘယ်သွားမလဲမကောင်းတဲ့နေရာပဲသွားမယ်အဲကြောင့်မို့ဘာလို့ရလဲထိန်းချုပ်လိုက်ရတယ်ထိန်းချုပ်ရတယ် self control အဲ့ဒီ self control ဟာကျမ်းစာကပြန်ပြီးလေ့လာတဲ့ကအဲ့ self control ကဘယ်မှာရှိလဲသိလားဟယ်လိုတိတ်အရေးကြီးတယ်အဲ့ဒီလုံးကအရေးကြီးတာကြတော့မထွက်လာတော့ဘူးအဲ့ဒီ self control ကဘာလဲစိတ်ကိုစိတ်နှလုံးကိုချုပ်တီးနိုင်တယ်ဆိုဘယ်ဟာလားဘာလဲအဲ့ဒါဝိညာဉ်အသီးအဲ့ဒါဝိညာဉ်အသီးဆိုတာအဲ့ဒါကကိုယ့်အနဲ့ကိုတီးတာလားတန်ရှင်သောဝိညာဉ်တော်နဲ့ပြည်တာဝိညာဉ်တော်ကနေထိမ့်ချုပ်တဲ့အခါမှာအဲ့ဒါဘာလဲအသီးတီးတာ